UFC သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးနဲ့အသက်အကြီးဆုံးရွှေခပတ်ပိုင်ရှင်2ဦးကဘယ်သူတွေလဲမင်္ဂလာပါချန်ပီယံမှချန်ပီယံသတင်းတွေကိုတင်ဆက်နေပါပြီ MMA promotion တွေထဲမှာတော့ UFC ဆိုတာအရှိန်အဝါလဲကြီးမားသလိုအစင်လာလဲကြီးမားတဲ့ကမ္ဘာအကောင်းဆုံးထိပ်တန်း promotion တစ်ခုဖြစ်ပါသည် UFC ကိုစတင်တည်ထောင်ခဲ့တာက1993ခုနှစ်ခရဲကဖြစ်ပြီးအခုဆိုရင်တက်တန်းအနေနဲ့32နှစ်ရှိနေခဲ့ပြီလည်းဖြစ်ပါသည်ဆယ်စုနှစ်3ခုကျော်ရက်တည်လာခဲ့တာကြောင့် UFC နဲ့အတူမှတ်တမ်းကောင်းတွေစံချိန်ကောင်းတွေရရှိထားခဲ့တဲ့ fighter တွေကတော့မနေဘူးလို့ပြောရမှာပါအဲ့ဒီထဲမှာ UFC သမိုင်းရဲ့အငယ်ဆုံးနဲ့အသက်အကြီးဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်2ဦးကိုပရိသတ်တွေသိရှိစေဖို့အတွက်ဒီနေ့မှာတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်1 UFC သမိုင်းရဲ့အသက်ငယ်ဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင် UFC သမိုင်းမှာတော့ချန်ပီယံရွှေကပတ်ပိုင်ရှင်မောင်းများစွာပေါ်ထွက်ခဲ့ပါတယ်အဲ့ဒီထဲမှာတော့လက်ရှိအချိန်ထိအသက်ငယ်ဆုံးရွှေကပတ်ပိုင်ရှင်ဖြစ်စံချိန်တင်ထားခဲ့သူက Jon Jones ပဲဖြစ်ပါတယ်Jon Jones ဟာ UFC Heavyweight တန်းရဲ့ချန်ပီယံဟောင်းတဦးဖြစ်ပြီး UFC Promotion မှာတော့အသက်22နှစ်အရွယ်မှာတင်စတင်ဝင်ရောက်ထိုးသက်ခဲ့တာပါ။သူဟာ UFC နဲ့အတူပထမဦးဆုံးပွဲကိုတော့2008ခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်89မှာစပြီးထိုးသက်ခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာတော့ Jon Jones ဟာ Brazil fighter Andre Gumao ကိုဒိုင်အဆုံးဖြတ်နဲ့အနိုင်ယူပြခဲ့ပါတယ်။အဲဒီကနေအစားကောင်းခဲ့တဲ့ Jon Jones ဟာ2011ခုနှစ်မတ်လ17ရက်နေ့မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်တင်းနစ်ရှစ်မှာတော့ Light Heavyweight Champion MarioCio နဲ့ထိုးသက်ခဲ့ပါတယ်။သူဟာတတိယအချိန်မှာပဲ MarioCio ကို TKO နဲ့အနိုင်ရခဲ့ပြီး Light Heavyweight Champion အသစ်ဖြစ်လာခဲ့ပါတယ်။ဒီနိုင်ပွဲဟာသူ့အတွက်သာမက UFC သမိုင်းအတွက်ပါသမိုင်းဝင်တဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။သူဟာဒီပွဲကိုနိုင်ခဲ့တာကြောင့်လည်း UFC သမိုင်းမှာအသက်အငယ်ဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်တဦးဖြစ်လာခဲ့ပါတယ်။သူဟာ Light Heavyweight Champion ဖြစ်လာတဲ့အချိန်မှာတော့အသက်က23နှစ်နဲ့8လသာရှိနေသေးတာလည်းဖြစ်ပါတယ်။အခုဆိုရင်အဲ့ဒီစံချိန်တင်ထားခဲ့တာက73နှစ်ကျော်ရှိနေခဲ့ပြီဖြစ်ကလက်ရှိချိန်ထိသူ့ရဲ့စံချိန်ကိုဖျက်ကျော်နိုင်တဲ့ fighter မပေါ်သေးပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မြန်မာပြည်ပွားချင်း fighter လေး Joshua Ban က Jon Jones ပြီးတဲ့နောက်ဒုတိယမြောက်အသက်အငယ်ဆုံး UFC ချန်ပီယံတဦးအဖြစ်24နှစ်နဲ့စံချိန်တင်ခဲ့ပေမဲ့ Jon Jones ရဲ့စံချိန်ကိုလိုက်မမီနိုင်သေးတာဖြစ်ပါတယ်။နံပါတ်2 UFC သမိုင်းရဲ့အသက်အကြီးဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်Fighter အနေနဲ့အသက်အရွယ်ငယ်စဉ်မှာထက်အသက်ကြီးရင်စဉ်မှာရွှေကပတ်ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာပိုပြီးခက်ခဲတယ်ဆိုတာသိကြပါလိမ့်လက်ရှိ UFC ရဲ့အသက်အရွယ်အကြီးဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်ဖြစ်စံချိန်တင်ထားသူကတော့ American Fighter Randy Couture ဖြစ်ပါလိမ့် Randy Couture အနေနဲ့ UFC မှာအသက်အကြီးဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်ဖြစ်စံချိန်တင်ထားတဲ့အသက်ကတော့45နှစ်နဲ့146ရက်ပဲဖြစ်ပါလိမ့်ဒါဟာတာမန် Fighter တွေအတွက်တော့ဘယ်လိုမှချန်ပီယံကပတ်မျှော်မှန်းလို့မဖြစ်နိုင်တဲ့အသက်အရွယ်တစ်ခုလို့ပြောရမှာပါများသောအားဖြင့် fighter တော်တော်များများဟာအသက်40ကျော်နဲ့ fighter ဘဝကအကြပိုင်းရောက်နေပြီးအနားယူဖို့ကသာအဓိကဦးစားပေးစဉ်းစားနေကြတာလည်းဖြစ်ပါလိမ့်ဒါပေမဲ့ Randy Couture ကလည်းရွှေကပတ်နဲ့တိတ်ဆိမ့်လာတဲ့ fighter မျိုးမဟုတ်ပါဘူးသူဟာ UFC Heavyweight Champion ရွှေကပတ်ကိုတော့အသက်34နှစ်အရွယ်ကလေးကလည်းရယူနိုင်ခဲ့သူဖြစ်ပါလိမ့်ဒါပေမဲ့ Champion ကပတ်ကို2ကြိမ်ထိကာကွယ်နိုင်ခဲ့ပေမဲ့3ကြိမ်မြောက်မှာတော့လက်လွတ်ခဲ့ရတာဖြစ်ပါလိမ့်အဲဒီနောက်သူဟာ2003ခုနှစ်မှာ Light Heavyweight တန်းကိုဆင်းထိုးခဲ့ရပါလိမ့်2003ခုနှစ်စက်တင်ဘာလမှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်44မှာတော့သူဟာ Light Heavyweight Champion ရွှေကပတ်ပိုင်ရှင်တဦးဖြစ်လာခဲ့ပါသည်။အဲဒီနောက်2006ခုနှစ်မှာတော့သူဟာ MMA Fighter ဘွားကနေအနားယူပြီလို့ထုတ်ပြန်ကြေညာခဲ့ပါသည်။ဒါပေမဲ့2009ခုနှစ်အစောပိုင်းမှာပဲသူကအနားယူရာကနေပြန်လာပြီးထိုးသက်တော့မယ်လို့ထုတ်ပြန်ကြေညာလိုက်ပါသည်။သူဟာ UFC နဲ့တော့2နှစ်အတွင်း4ပွဲထိုးသက်ဖို့စာချုပ်ချုပ်ဆိုလိုက်ပါသည်။အဲဒီနောက်သူဟာ2009ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်68မှာတော့ American Fighter Tin Sylvia နဲ့ UFC Heavyweight Champion ရွှေကပတ်လူခဲ့ပါသည်။အဲဒီပွဲမှာတော့သူဟာ Tin Sylvia ကိုဒိုင်အဆုံးဖြတ်နဲ့အနိုင်ရပြီး UFC သမိုင်းရဲ့အသက်အကြီးဆုံးချန်ပီယံရွှေကပတ်ပိုင်ရှင်တဦးဖြစ်လာခဲ့ပါသည်။အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။